လောလောဆယ်တော့ကျွန်တော်အရင် original firmware အတိုင်းကျွန်တော်ရေးကြည့်တယ် brother ရေးကြည့်လို့မှအရင် original firmware ရေးကြည့်လို့မှ wifi မရဘူးဆိုရင်တော့ LAN ကြိုးနဲ့တုံးရမယ် firmware ရေးပေးလိုက်မယ် LAN မို့ဟိုပါပေါ့တခြား firmware တင်ပေးလိုက်မယ်နော် wifi ရော LAN ကြိုးရောရတဲ့ပုံစံတော့ပြောင်းသွားမယ်တိလားလက်ရှိကတော့သူ original firmware ကိုပြန်ရေးပေးလိုက်မယ်အဲ့တော့မှwifi မရဘူး LAN ကြိုးပဲရမယ်ဆိုလို့ရှိရင်ကျွန်တော်2မျိုးရတဲ့ wifi ကိုပြန်ပြီးတော့တုံးလို့ရတဲ့ firmware ကိုပြန်ပြီးတော့ချိန်ပြီးတင်ပေးလိုက်မယ်နော်ဒါလက်ရှိမူလ firmware ပဲကျွန်တော်ရင်ပြန်တင်ပြီးစမ်းပေးလိုက်စမ်းပေးနေတာဒီကောင်ကကြတော့ဒါမူလ firmware ပြန်တင်ထားတယ်သိလားကျွန်တော်မူလ firmware မှာ wifi ရမရပြန်စမ်းပေးရမယ်တချို့ဒီကမူလ firmware ရေးလို့ wifi မရဘူးဆိုလို့ရှိရင်ရတဲ့သူနဲ့အဆင်ပြေမဲ့ဟာကိုကျွန်တော်လိုက်ပြီးတော့ပြန် down ပေးရမှာဒီလို wifi ရရင်တော့ရေးကြရမလို့တော့ဟိုက wifi ရလားမရလားစမ်းကြည့်လိုက်ဦးဒီကောင်ကဒါ original သူ firmware ပုံစံ menu တိုင်းတင်ထားတယ်ဒါပေမဲ့ wifi မှာတော့ error တက်လာတယ် firmware ကတော့3မှန်ရှိပြီ original တင်လို့မရအောင်အဲ့ဒါဆိုတော့ wifi ရော LAN ကြိုးရောရမယ်firmware တစ်မျိုးကျွန်တော်တင်ပေးလိုက်မယ်ဒါပေမဲ့အဲ့ဒီ firmware ကကျတော့ဒီလိုပုံစံမဟုတ်တော့သူ့ရဲ့ feature ကကျတော့ပုံစံတစ်မျိုးပြောင်းသွားမယ်အဲ့ဒီပုံစံလေးကိုကျွန်တော်ရေးပေးလိုက်မယ်နော်ဟိုလက်ရှိဒီပုံစံလေးနဲ့ရေးတာတော့ wifi အဆင်မပြေဘူးအဲ့တော့ wifi နဲ့ LAN အဆင်ပြေမဲ့ဟာကိုကျွန်တော် firmware ပြန်ပြင်ရေးပေးလိုက်မယ်ဒီကောနောက်တစ်မျိုးဒီ firmware ကနောက်တစ်မျိုးD95 ပုံစံနောက်တစ်မျိုးဟုတ်ပြီဆိုတော့အိုးအဆင်မပြေဘူးเนาะဟို wifi error ပဲအဆင်မပြေဘူးနောက်တစ်ပိုင်းထပ်ပြောင်းမယ် brother နောက်တစ်ပိုင်းဒါလည်း3မိုင်ရှိပြီဒီကနောက်ဆုံးဖိုင်နောက်တစ်မျိုး wifi ဒီကမှမရရင်တော့နောက်ဆုံးဖိုင်တစ်ဖိုင်တင်ပြီးတော့ဖြည့်ထွက်ပြီလို့ဒါလည်းဆိုရင် firmware 4ဖိုင်firmware 4မျိုးရှိပြီရေးထားတာဒီ95 max ပုံမှန်တချို့လုံးနေဆိုရင်2024 firmware တင်လိုက်တာနဲ့အဆင်ပြေတယ်ဒီဆက်မှာကျတော့နည်းနည်းတိုင်ပတ်နေတယ်သူကတော့ပုံစံတစ်မျိုးမှာဘယ်လိုပုံစံနဲ့လာတယ်ဒီကောင်လည်းမရဘူးเนาะဒီကောင်လည်းအဆင်မပြေဘူး4ဖိုင်မြောက်ဖြစ်သွားပါပြီအဆင်မပြေဘူးအခုနာဟာနေတော့သူစင်တယ်နာဟာနဲ့စင်တယ်အဲ့ဒါဆိုရင်တော့နောက်ဆုံးတစ်ဖိုင်ပဲကျန်တော့တယ်ပုံစံပြောင်းโอเคနောက်ဆုံးတစ်ဖိုင်ထပ်ရေးလိုက်ဒီဒါတော့ပုံစံတစ်မျိုးနဲ့ထပ်ရေးထားပါလေတစ်မျိုးနဲ့ထပ်ရေးထားတာပါဒီကောင်တော့တက်လာပြီပေါ့နော်တက်လာပြီဒီကောင်ကတော့ပုံစံတစ်မျိုးပြောင်းသွားမယ် feature ပေါ့နော်ခုနပုံစံလေးနဲ့မတူတော့ဘူးမွေးပုံစံလည်းမတူတော့ဘူးဒီမှာဒီလိုပုံစံဖြစ်သွားမယ်နော်ဒီလိုပုံစံဖြစ်သွားမယ်ဒီကောင်ချက်ကြည့်မယ်ဒါဆိုရင်တော့ဒါ wifi အလုပ်လုပ်ပြီနော်ဒါဆို wifi ရော LAN ကြိုးရောဒါဆိုရင်တော့အဆင်ပြေသွားပါပြီနော်ဒီကောင်ဆိုရင်အဆင်ပြေသွားပြီဒီ wifi ဒါဆိုရင်တော့ဒီ firmware ပဲတင်ပေးလိုက်ပါတယ် brother ရေဒီ firmware လေးနဲ့ပဲသုံးကြည့်ပါနော် okay ဒါဆိုတော့အဆင်ပြေသွားပြီဒီ firmware အဆင်ပြေသွားပြီ okay လိုရတဲ့ software တွေ boardware တွေเนาะထည့်ပေးလိုက်ပါမယ် YouTube တွေလည်းကျွန်တော် update လုပ်ပေးလိုက်မယ်
YouTube နှစ်မျိုးထည့်ပေးလိုက်မယ်နော် original YouTube နဲ့ smart YouTube နှစ်မျိုးလုံးထည့်ပေးလိုက်ပါမယ်နော်အဆင်ပြေပြေသုံးလို့ရအောင်ဒီပါနော် brother ၄တော့ကွက်ထွက်ဝင်လိုက်YouTube ကတော့ဒါလည်း update လုပ်ထားပြီးဒါလည်း smart YouTube လုပ်ထားပြီးပါပြီနော်နော်ဒါဆိုလည်းဒါဘောဝက်တစ်နှစ်သာထည့်ပြီးဒါ free တွေပေါ့နော်ဒီကောင် free တွေထည့်ပြီးပါပြီနော်ဒီမှာလည်းရန်ရှင်းမှာလည်းဒါ free ပဲနော်ကြည့်လို့ရတယ်ဒီကောင်ကတော့တစ်နှစ်သာထည့်ပေးထားတယ်နော်နော်သူ့နဲ့သူနော်ကြည့်လို့ရတယ်